cable cross ပူလီနဲ့ဘယ်နေရိုက်တဲ့ပုံစံကိုပြမယ်နော်ချက်လုပ်ကြည့်မယ်လေးပေါ်ပေါ်ပဲတာအနေတော်ပဲတာနဲ့အနိုင်တော့အနေတော်ပဲလို့နော်တော့ရှိုးပြတာကအလုံးမျိုးနော်ဟုတ်ပြီဆွဲမယ်ဒူးလေးနဲ့ဖွေးလိုက်မယ်ဒါဒူးလေးနဲ့ဖွေးအောက်ဒီကုန်းမယ်နော်အပေါ်မှာလေးမော့ထုတ်မယ်အပေါ်မှာမယ်လေးမော့ထုတ်မယ်လေးရှူညှင့်မယ်ဘက်ကိုနော်အပေါ်မှာလေးမော့ထုတ်မယ်ဘက်ကိုလေးရှူပြီးတော့ဘက်ကိုညှင့်ထားမယ်အပေါ်ကျမှလေးမော့ထုတ်မယ်လေးရှူမယ်ညှင့်အပေါ်ကျမှလေးမော့ထုတ်မယ်လေးရှူမယ်ညှင့်အပေါ်ကျမှလေးမော့ထုတ်မယ်အောက်ကိုလေးရှူစင်းမယ်ဘက်ကိုညှင့်အပေါ်ကျမှလေးမော့ထုတ်မယ်လေးရှူမယ်ညှင့်အပေါ်ကျမှလေးမော့ထုတ်မယ်လေးရှူမယ်ညှင့်အပေါ်ကျမှလေးမော့ထုတ်မယ်ဟုတ်ပြီအဓိကအားကြတော့အဲ့ဒါလေးနေတဲ့အသက်ရှူတာအရင်ကြီးတယ်နော်အပေါ်ရောက်ရင်လေးမော့ထုတ်မယ်အပေါ်ကနေအောက်ကိုလေးရှူပြီးတော့ဘက်ကိုမာအောင်ပြီးပြီးတော့အောက်ကိုဆင်းမယ်အဲ့လိုနော်အနေကဒူးလေးနဲ့ကွင်းပြီးတော့ဆင်းမှအဆင်ပြေမယ်နော်လက်ကအောက်ကိုကြားလို့လက်ကကျွန်တော်အပေါ်မှာထားမှရအောင်နော်လက်ကဒီလိုချို့တော်တော်များများတော့လို့ဖြစ်တယ်မဟုတ်ဘူးဒီလိုကတ်ထားမှရအောင်နော်โอเคအဲ့ဒါဆိုတော့ bite ပြီးတော့ခါလာမယ်ဆိုတော့ကျွန်တော်ဝိပရိနဲ့တောင်းလို့ရတယ်နော်โอเคဝိပရိရှိလားโอเคရပြီခါလိုက်ဒီမှာနော်နော်ကျွန်တော်ကခါလိုက်ပြီနော် side pass လေးဆွဲအောင်ဒီမှာရှိနေကြလားโอเค side pass နဲ့တွဲလိုက်မယ်ဒီကောင်ဆွဲလိုက်ရိုက်တာ bite ပြီးတော့မနာပဲနဲ့ side pass ခါနဲ့တွဲပြီးတော့ကစားမယ်နော်โอเคအချင်းရှင်းလေးလာမယ်နားလေးကိုခြေထောက်လေးကိုပခုံးအချင်းနဲ့ညီလာမယ်ဒီခေါင်းလေးပါတစ်စောင်းအိတ်ပဲနော်ခေါင်းအောင်နဲ့တစ်စောင်းအိတ်တဲ့ပုံစံနဲ့သွားမယ်ကိုဟုတ်ပြီဒီဘက်မှာလေးမော့တော့တစ်ဖက်ကိုလေးရှူမယ်တစ်ဖက်ကိုလေးမော့တော့မယ်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 အေးဒီဘက်မှာလေးမော့ထုတ်တာအချိန်20ဆိုရင်ဒီဘက်ကိုတစ်ခါပြန်လေးမော့တော့ရှူမယ်ဒီဘက်ကိုလေးမော့တော့မယ်ဒီဘက်ကိုလေးမော့တော့မယ်ရှူမယ်ဒီဘက်ကိုလေးမော့တော့မယ်လေးရှူမယ်ဒီဘက်ကိုလေးမော့တော့မယ်ပြရတယ်နော်โอเคအဲ့ဒါကိုကျ side back ပေါ့နော် side back ကိုကျတော့ဒီဘက်ကိုလေးမော့ထုတ်တာဒီဘက်ကိုလေးမော့ထုတ်တာအချိန်စိတ်ဆိုရင်ဒီဘက်ကိုလေးမော့ထုတ်တာလည်းအချိန်စိတ် balance ညီအောင်လုံးမှာအဆင်ပြေမယ်နော်အဲ့ဒါဆိုတော့ဘယ်လောက်လုံးမလဲအချိန်50ပေါ့နော်အစိတ်ဆို50ပေါ့နော် by ခါပြီးသွားပြီမနာဘူးနော် super set ပြန်လာတယ်โอเค start ဖို့တော့ကြော်လို့နော်ဟုတ်မယ်အဲ့လိုပါမယ် okay ready let's go ဆွဲမယ်2 3 4 5 6 7 8 9 okay ရပြီနော်အဲ့မှာ start ဖို့ကကျတော့ဒီကောင်းကြောင့်နေ6လက်မလောက်မြင့်ရင်အမြင့်က6လက်မလောက်မြင့်ရင်ပိုကောင်းတယ်ဒီခုံလေးကတော့နည်းနည်းနေတယ်နော်6လက်မတူလောက်မြင့်လို့ရှိရင်ပို့ပြီးတော့ခုံလို့ပို့လို့ဆင်းတယ်နော်အဲ့ဒါခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ကလိုရီကိုလောင်ကျွမ်းမယ်နော်အဲ့လိုဒီခန္ဓာဒီကာဒီယိုလုပ်လိုက်လို့ဝိတ်ကြသွားမှဆိုတော့လုံးဝသုံးလို့မရဘူးနော်ဒီကာဒီယိုလုပ်တဲ့ဒီဘိုက်တွေခါးတွေကာဒီယိုလုပ်တဲ့အတွက်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့မလိုအပ်တဲ့ကလိုရီကိုလောင်ကျွမ်းမယ်ဒီဘိုက်တွေမှာခါးတွေမှာပုံနေတဲ့တစ်ခုလုံးမှာရှိတဲ့ပုံနေတဲ့အစီကိုတွေကြွက်သားတွေကိုအရေးပြားတွေကြွက်သားတွေကိုတိတိလေးဖြစ်မယ်နော်အဲ့လိုပဲသုံးပါမယ်နော်အဲ့တော့ဒီ step ဘုတ်တုံးကြော်ဆိုလို့ရှိရင်အနည်းဆုံးအချိန်30ရအောင်လုပ်မှအဆင်ပြေမယ်နော်အဲ့တော့ bike car cardio 3မျိုးရဲနော် super set 3မျိုးရဲလို့ခေါ်တယ်အဲ့ဒါကို4ကြော်လုံးမှအဆင်ပြေမယ်နော်စောနာဘယ်ဒီရိုက်ကလည်းအချိန်50လောက်လုပ်ရမယ်နော် side pass ဆိုလို့ရှိရင်တစ်ဖက်ကိုအစိတ်50လောက်ပါမယ်ပြီးလို့ရှိရင်3ကြော်တာတော့30လောက်လုပ်လို့ရှိရင်အဆင်ပြေတယ်ဟုတ်ပြီနော်အဲ့ဒါလေးတွေလုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားနိုင်တယ် okay